ကဲဒိုမြန်မာဇာတပင်လောကရဲ့ထိတ်တန့်မင်းသားလေးအောင်ဇံဘူးနဲ့ပတ်သက်ပြီးဆရာကြီးအခုတလောမြင်နေရတဲ့အတိတ်နမိတ်တွေကတော်တော်လေးကိုစိုးရင်စရာကောင်းနေတယ်ကွယ်ဘေးရင်ပညာမှာဇာတာထက်နမိတ်ကပိုဆူးတယ်အခုမင်းသားလေးရဲ့ဘေးပတ်ပတ်လည်မှာမြင်နေရတဲ့နမိတ်တွေကရန်အတိုက်အခိုက်နမိတ်တွေမကဘူးသူ့ရဲ့ဘေးအန္တရာယ်အတွက်ပါစိုးရင်ရတဲ့နမိတ်တွေဖြစ်နေတယ်အထူးသဖြင့်မနာလိုသူတွေရဲ့စောင်းမြောင်းတိုက်ခိုက်မှုတွေဝေဖန်ပုတ်ခတ်မှုတွေဟာတာမန်မဟုတ်ပဲသူ့ရဲ့အောင်မြင်မှုကိုရိုက်ချိုးဖို့စ조사နေတဲ့မုံတိုင်းနမိတ်တွေပဲဒီကြားထဲမှာပရိသတ်စီကလာတဲ့အစားအသောက်အချိုရည်ကိစ္စတွေဟာလေဆရာကြီးမြင်နေရတဲ့နမိတ်အရာဆိုရင်အင်မတန်ကိုတတိထားရမယ့်အခြေအနေမှာရှိနေတယ်။ဒါကြောင့်အောင်ဇံဘူးကိုချစ်တဲ့သူတွေရောမင်းသားလေးကိုယ်တိုင်ရောဒီအချက်ကိုပေါ့တန်မတွေးကြဖို့ဆရာကြီးကအစောဆုံးဟန်ထားပါရစေ။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်တော့ဒီလိုရန်အတိုက်အခိုက်တွေစိုးရင်စရာနမိတ်တွေဝိုင်းဝိုင်းလေနေတာဟာတစ်ပင်ကြီးလေတိုက်ခံရလေဆိုတဲ့သဘောပဲကွယ်တို့လောကမှာခဲနဲ့အပြစ်ခံရဆုံးတစ်ပင်ဟာအချိုဆုံးအသီးတွေတီးတဲ့အပင်ပဲမဟုတ်လားအခုအောင်ဇံဘူးကိုဝိုင်းပြီးတိုက်ခိုက်နေကြတာဟာသူ့ရဲ့အမှုပညာအစွမ်းနာပြိုင်ဘက်တွေအတွက်ကြောက်စရာကောင်းလောက်အောင်တောက်ပြောင်နေလို့ပဲဆရာကြီးအနေနဲ့နမိတ်ဖတ်ရရင်တော့ဒီလိုအတိုက်အခိုက်တွေမြောင်းနေတာဟာမင်းသားလေးရဲ့ဘုံကန်စားတာကမိုးထီအောင်မြင့်တက်တော်မဲ့ရှေပြီးနမိတ်ပဲရံများလီသူ့ရဲ့အောင်မြင်မှုကပိုပြီးခိုင်မာထင်ရှားလေဖြစ်လိမ့်မယ်ဒါကြောင့်ပရိသတ်ဒီအနေနဲ့လဲစိတ်မပြတ်ကြပါနဲ့ဒါဟာအောင်ပွဲမရခင်မှာကြုံရတဲ့စမ်းသပ်မှုနမိတ်တွေဒါဖြစ်ပါတယ်အထူးသဖြင့်အခုမင်းသားလေးအောင်ဆန်းဘူးရောစမ်းရည်မိုးရောဟာပရိသတ်ကိုဘလောက်ပဲချစ်ပွဲကြီးပရိသတ်တွေစီကပေးကမ်းတဲ့စားစရာတောက်စရာတွေကိုလုံးဝလက်ခံမစားမိဖို့ဆရာကြီးကထပ်လောင်းမေတ္တာရက်ခံခြင်းနဲ့ဒါဟာပရိသတ်ရဲ့စေတနာကိုအတိမတ်မပြုတ်တာမဟုတ်ဘူးနော်ဒါပေမဲ့မနာလိုသူအတိုက်အခိုက်ပေါများနေတဲ့အချိန်မျိုးမှာမိမိရဲ့ဘေးကန်းလုံခြုံရေးအတွက်ဒါကိုအထူးသတိထားဖို့လိုတယ်ပရိသတ်ကိုလည်းလေးစားနဲ့ရှင်းပြပါမိမိဘက်ကကြိုတင်ကာကွယ်ထားတာဟာအကောင်းဆုံးပဲအောင်ဇံဘူးဆိုရဲ့နာမည်အတိုင်းဇံဘူးတစ်ခွန်းမှာအောင်လန်လွင့်နိုင်ဖို့ဆိုတာကျမ်းမာရေးနဲ့ဘေးကန်းရေးကအဓိကပဲမဟုတ်လားအေးဒီအတိုက်အခိုက်ဒီဝေဖန်မှုတွေကြားကနေပဲမင်းသားလေးဟာအခုထက်မကပိုပြီးတောက်ပြောင်လာလိမ့်မယ်သူဟာပညာတဲ့အမှုပညာရှင်တယောက်ပြီးဒီလွှိုင်းတဘောကိုကြံကြံ့ငံကြော်ဖြတ်နိုင်တဲ့အစွမ်းရှိတယ်ရှေ့ဆက်ပြီးတော့လဲဇက်တပင်တင်မကပဲရုပ်ရှင်လောကမှာပါတို့မြန်မာဂုံဆောင်မင်းသားကြီးတယောက်ဖြစ်လာတော့မယ်နမိတ်တွေအထင်ရှားမိနေရပြီလို့ဆရာကြီးကအတိတ်နမိတ်ဖတ်ပြီးဟောကြားလိုက်ပါတယ်ကွယ်